ဘုံဗျာမင်္ဂလာပါဗျာတပည့်တော်ကအမေပထမနှစ်ကစင်တိခတီလေးပါဗျာဘုံဘုံရဲ့စာရမှာဒါလုံမင်းတရားကြီးဟာဒါရဏတော်ကိုအမှန်တမ်းအားပေးချီးမြှောက်တဲ့မင်းတပါလို့ဘုံဘုံကဆိုထားပါတယ်ဗျာအဲ့ဒါနဲ့ပတ်သက်ပြီးတော့တပည့်တော်ကစာမျက်နှာ7မှာပရိယတိဒါရဏအဲ့မှာမင်းကြီးတဘောရခံယူချက်အောက်ပါအတိုင်းဖြစ်သည်ဆိုတဲ့အဲ့ဒီအောက်မှာတယောက်သောယဟန်ဒီများလဲပရိယတိတရားတော်ကိုတတ်တည်ဖြစ်၍ဒါရဏတော်၌ရောက်ပေါက်တည်ရှိသောအလုံးစုံ၌ဒါရဏတော်ကိုတည်စေနိုင်၏ဟူ၍ပါရှိပါတယ်ခင်ဗျာအဲ့မှာတပည့်တော်ကမင်းကြီးရဲ့ခံယူချက်ကတယောက်သောယဟန်အဲ့ဒီခေညောင်ရန်ခေမှာဒါရဏတော်ကြီးဟိုအမတမအားပေးချီးမြှောက်ပြုလဲပါနဲ့ယဟန်နေကိုညောင်ရန်ဒီဒါရမင်းတရားကြီးကတယောက်တော့ယဟန်နှစ်ယောက်တော့ယဟန်သုံးယောက်တော့ယဟန်အဲ့လိုသုံးတယ်လားဖေ။ဒါမှမဟုတ်တကယ်လို့တယောက်တော့ယဟန်နှစ်ယောက်တော့ယဟန်အဲ့လိုသုံးတယ်ဆိုရင်ဒါရမင်းတရားကြီးခေမှာအဲ့ညောင်ရန်ခေမှာတိုင်းလူပြည်သားတွေကလည်းတယောက်တော့ယဟန်နှစ်ယောက်တော့ယဟန်တစ်ပါးယဟန်တစ်ယောက်ယဟန်နှစ်ယောက်အဲ့လိုမျိုးထင်ဖွယ်ရရှိပါတယ်ဖေ။အဲ့ဒီခေအတုံးလုံးလားဖေဆိုတာကိုတပည့်တော်ကဒီတယောက်တော့ယဟန်ဆိုတဲ့စကားလုံးကအဲ့ဒီညောင်ရန်ခေရဲ့ယဉ်ကျေးမှုကိုထွန်းပြနေတယ်လို့ဖြစ်နေသလားလို့တပည့်တော်ကအဲ့ဒါလေးသိပြရစီဖေ။မှန်ပါဗျာဒီအကိုးကတော့ဒီတို့ကောင်းမှုတော်ဖေသမိုင်းကြောက်စာထဲကနေကိုးထားတာဖြစ်ပါတယ်ဖေ။အဲ့ကြတော့ဒီမှာတယောက်တော့ယဟန်လို့သုံးလုံးရင်းကိုကြည်တော်အဖြစ်အဲ့ဒီခေတ်ကလည်းအဲ့လိုပဲသုံးတယ်လို့ပဲယူဆမှာပါဖြစ်ပါတယ်ဖေ။ဒါကတော့ဆက်ပြီးတော့လေးလာမှာပါဖေ။အော်မှန်ပါဖေမှန်ပါပဲကျေးဇူးတင်ပါတယ်ဖေ။ဖြာပြီးတော့အမေဒုတိယနှစ်ကကုမာတာပါဗျာဖြာပြီးတော့မေကွန်းတစ်ခုနှစ်ခုလောက်မေကွန်းပြုပါဗျာဆရာတော်ဤစာတမ်းမှာဟန္တာဝရီမှာသွားရောက်ပြီးတော့မြမရဟန်းတော်များကျမ်းဂန်တက်မြောက်ကြောင်းပြသခဲ့တဲ့ဆရာတော်သုံးပါးရဲ့ပွဲတော်ကိုပြီးတော့သိကျင်ပါတယ်ဗျာတမဗျာဟန္တာဝရီပြည်သူတွေမူမတ်တွေကမြမရဟန်းတော်တွေစာပေကျမ်းဂန်မတက်ဘူးဆိုတော့တာလွန်မင်းကမြမရဟန်းတွေစာပေကျမ်းဂန်တက်တယ်ဆိုပြီးတော့မှဟန္တာဝရီကိုအင်းဝါကစာတက်ပေတာပုဂ္ဂိုလ်၃ပါးပြင်ပါတယ်ဗျာအဲ့ဒီ၃ပါးကတော့ဒီလိုတောင်ဖီလာဆရာတော်ရဲ့အရှင်တေဇောဒီပရဲ့နောက်တိတရဏလင်္ကာရဆရာတော်ဖြစ်ပါတယ်ဗျာနောက်ကျတော့တာလွန်မင်းကြီးရဲ့ကောင်းမှုတော်ရာသမဏိစုလာကောင်းမှုတော်ဖျားကြီးမှာပြောလို့တာလွန်မင်းကြီးစတဲတုန်းကမူလအယောင်ရွှေသင်္ကန်းပဲကတ်ခဲ့တာလားထုံးရောက်သင်္ကန်းပဲကတ်ခဲ့တာလားရှိရှိမင်းကြီးကောင်းမှုတော်ဖျားကြီးမှာမြည်ကဲ့သို့တော့သင်္ကန်းတော်အယောင်ကိုကတ်ခဲ့ပါတယ်ဆိုတာလေးပြီးတော့သိကြပါတယ်ဗျာတာလွန်မင်းစတီတုန်းကတော့ရွှေသင်္ကန်းကတ်ခဲ့လားထုံးသင်္ကန်းကတ်ခဲ့လားဆိုတော့အထောက်ထားခိုင်းလို့တော့မရှိဘူးဗျာအဲ့ဒီနောက်တက်တဲ့တာလွန်မင်းပင်သလဲမင်းပြည်မင်းလက်ထက်မှာတော့ဒီတို့တွင်းသိမ်းမဟာရာဇဝင်မှာဆိုထားတာကပြည်မင်းဟာတဲ့ပုံညရှင်စေတီစကိုင်းပုံညရှင်စေတီရဲ့အင်းဝရွှေစည်းကုံစေတီရဲ့စကိုင်းကောင်းမှုတော်စေတီရဲ့ကိုလုံးတော်ပြည့်ရွှေသင်္ကန်းကတ်တယ်လို့ပါတဲ့အတွက်ကြောင့်အဲ့ဒီပြည်မင်းလက်ထက်မှာတော့ကောင်းမှုတော်စေတီကြီးကရွှေသင်္ကန်းကတ်ထားတယ်လို့ယူဆပါတယ်ဖေ။နောက်ပြီးတော့အခုမကြာသေးသောနှစ်များမှာလည်းရွှေသင်္ကန်းကတ်ခဲ့တာပါပဲဖေ။အခုတော့ထုံးသင်္ကန်းပဲပြန်ကတ်ထားပါတယ်ဖေ။မှန်ပါဗျာ။နောက်ဆုံးပါဗျာ။တာလွန်မင်းတရားကြီးနိုင်ရသံဃာနီးအမြင်စားရှင်တလုတ်ကပုံကန်တဲ့အခါမှာလေးတဲ့ကျောင်းဆရာတော်နဲ့စံကျောင်းဆရာတော်တွေထံမှာတွားရောက်ပြီးတော့ခိုလုံတယ်လို့သိရပါတယ်ဗျာ။အဲ့မှာသိဝါပြီးတော့ကျတော့တာလွန်မင်းတရားကအဲ့တိုင်းတွားရောက်ခိုလုံတဲ့အတွက်ကြောင့်မို့သူတို့ကိုတန်ဃာတွေကိုကျေးဇူးပြုတဲ့အနေနဲ့ပြန်ပြီးတော့သာသနာတော်ကိုချီးမြှောက်တာလားတရားတည်တတ်တဲ့ချီးမြှောက်တာလားဆိုတာပြီးတော့သိကြမှာလေမှန်ပါဗျာတာလွန်မင်းရဲ့ညီတော်မင်းရဲ့ကျော်စွာရဲ့သားရှင်တလုတ်တာလွန်မင်းရဲ့တူတော်ကမင်းရဲ့ကျော်စွာတည်တော့သူထိနိုင်မရလို့အင်ရှင်မင်းဖြစ်လို့ပုံကန်တယ်
ပုံကံတော့တာလွန်မင်းကလေးတဲ့ကြောင်ဆရာတော်နဲ့စံကြောင်ဆရာတော်မှာတွားပြီးတော့ခိုလုံရတယ်အဲ့ဒီရှင်တလုတ်ပုံကံနဲ့အရေးအခင်းကတာလွန်မင်းနတ်ရွာမဆန်ခင်လေးတစ်နှစ်အလိုမှာဖြစ်တာဗျတက္ကရာ1009ခုနှစ်မှာအဲ့တော့တာလွန်မင်းကဒီကောင်းမှုတော်စေတီကိုတီတာက998ကစပြီးတော့သူတာနာရေးကိုချီးမြှောက်ခဲ့တာဆိုတော့တရားတရားတက်နဲ့ပဲသူတာနာတော်ကိုချီးမြှောက်ခဲ့တယ်လို့ပဲယူဆပါတယ်ဖေ။ မှန်ကျေးဇူးတင်ပါတယ်ဗျာဒီလောက်ပါ ကျေးဇူးပါဖေ။ ဒီကတော့မေကုံမေးမှာမဟုတ်ပါဘူးဗျာသူကတယောက်တော့ယဟန်ဆိုတဲ့ဥစ္စာနဲ့ပတ်သက်လို့အဲ့ဒီတဲ့ဆောတဲ့အခုစာရန်အလိုမင်းတဲ့ဆောတဲ့အင်းဝခင်မှာခုံတော်မောင်ကြပန်းအဲ့တယောက်လို့ခေါ်လို့ပြဿနာတက်ခဲ့ဘူးတယ်ဗျာယဟန်တွေကိုရေတော့တယောက်နှစ်ယောက်နဲ့ရေတော့အဲ့တော့ဘုရားဝိုင်းပြီးဝေဖန်ကြတာယဟန်တွေကိုဘာလို့လူတွေလို့တယောက်လို့ခေါ်တယ်လဲတယောက်လို့ရေတွက်တယ်လဲအဲ့တော့ခုံတော်မောင်ကြပန်းပြန်ပြောတယ်ဗျာအရိယာပုဂ္ဂိုလ်တွေကိုရည်တဲ့အခါတော့မှမက္ကထံ4ယောက်လတ်ထံ4ယောက်လို့ရည်ပါတယ်တဲ့သမုဒိတန်ဃာတော်တွေကိုကြတော့ဘာလို့ရည်လို့မရမှာတော့ဒါတယောက်တော့ဆိုတဲ့အသုံးတော့အဲ့ဒီခေတ်မှာအင်းဝခေတ်ခုံတော်မောင်ကြပန်းခေတ်ကလည်းသုံးနေလို့ဒါလေးကိုပြောချင်လို့ပါဗျာအားလုံးကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်ဗျာကျေးဇူးတင်ပါတယ်ဗျာ ချိန်နေတော့ပါဗျာနည်းနည်းတူလေးပါဟုတ်ပါ ဟုတ်ဗျာတပည့်တော်စရောရနဲ့မှတက်ရောက်နေတဲ့သင်္นานသားသူစိတ်ဓာတ်ဖြစ်ပါတယ်ဗျာတပည့်တော်မေးချင်တာကတော့ဗျာစာမျက်နှာ30မှာပါပါတယ်ဗျာမင်းကြီးဒီခိုင်မာသောဆုံးဖြတ်ချက်ဖြင့်ပူရာပညာရှိတို့၏စကားကိုလျှလူရှုကာစေတီတခြင်းကိစ္စကိုနောက်မဆုတ်ခဲ့ချေပညာရှိတို့အဆိုတိုင်းပင်မင်းကြီးသည်စေတီတော်ကြီးကိုတည်ပြီးတော့ထီတော်မတင်လူရမည်နတ်ရောစံသားသဖြင့်အဲ့တော့ပင်တလဲမင်းကထီတော်တင်လူခဲ့ရသည်လို့ဆိုပါတယ်ဗျာပညာရှိတွေကဒီကောင်းမှုတော်ကြီးတည်လို့ရှိရင်မင်းကြီးနတ်ရွာဆံမယ်လို့ဟောခဲ့တယ်ဗျာတကယ်လည်းပဲတည်ပြီးတဲ့နောက်နတ်ရွာဆံသွားပါတယ်ဗျာအဲ့ဒီတကယ်ပဲဒီကောင်းမှုတော်ကြီးတည်လို့မင်းကြီးကတာလုံးမင်းကြီးကနတ်ရွာဆံခဲ့တည်ခဲ့ရတာလားဗျာဒါမှမဟုတ်တိုက်ဆိုင်ခဲ့တာပဲလားဗျာတပည့်တော်တို့လူတွေအနေနဲ့တရားတော်မတွေအနေနဲ့အမှန်မှားဝယ်ရှိပါတယ်ဗျာအဲ့ဒါလေးဆရာတော်အနေနဲ့ဖြေကြပေးပါရင်ရှောက်ထားအပ်ပါတယ်ဗျာ ကောင်းမှုတော်စေတီတီလို့နတ်ရွာဆန္ဒတော့မဟုတ်ပါဘူးခင်ဗျာဒါတိုက်ဆိုင်မှုပါပဲသူ့ရဲ့ခန္ဓာပြက်ကင်းကဒီအချိန်ရောက်လို့ရှိရင်ခန္ဓာပြက်ကင်းရှိတယ်ဆိုတော့ဆွမ်းတော်ဒီတော့ဖြေခဲ့တဲ့ထက်မှာဗေဒင်ဆရာ၃ယောက်ကဒီလိုဟောထားကောင်းမှုတော်သူကတီတီဖြစ်စေမတီတီဖြစ်စေသူ့ရဲ့ခန္ဓာပြက်ကင်းကဒီချိန်ရောက်ရင်တော့နတ်ရွာဆန်းပါပဲဗျာ တမပါဗျာဟုတ်ကဲ့နောက်တစ်ခုကစာမျက်နှာ73မှာပါပါတယ်ဗျာနောက်ပဲလွန်မင်းသည်ပြေကိုတိုက်ခတ်သိမ်းပြီးတော့အခါရှင်တဆူလူတယောက်သာရသည်ဟုဆိုရတွင်ရှင်တဆူဆိုသည်မှာတောင်ပီလာဆရာတော်ကိုဆိုလိုခြင်းဖြစ်သည်လို့ပြောပါတယ်ဗျာရှင်တဆူကတော့ရှင်းလင်းပါတယ်ဗျာတောင်ပီလာဆရာတော်ဆိုတာရှင်းပါတယ်ဗျာလူတယောက်ဆိုတာကဘယ်သူကိုဆိုလိုတာပါလဲဗျာ သမားဗျာလူတယောက်ဆိုတာကနောက်ဘက်လွန်မင်းကပြည်ကိုတိုက်ခိုက်တဲ့အခါမှာပြည်ရန်နိုင်ဇာရဲ့အမှုတန်းအသက်73နှစ်အရွယ်ငထင်ငယ်ဖြစ်ပါတယ်ဗျာ ငထင်ငယ်ကပြည်ရန်နိုင်ဇာပေါ်မှာတစ္ဆာရှိတဲ့အတွက်ကြောင့်နောက်ဘက်လွန်မင်းကသဘောကျပြီးတော့သူ့အမှုတော်ထမ်းစီပါတယ်ဗျာနောက်ပြီးတော့တာလွန်မင်းလက်ထက်မှာလည်းအမှုတော်ထမ်းပါတယ်ဗျာနန္ဒယောဓာဆိုပြီးတော့အမည်တွင်ပါတယ်ဗျာ တမပါဗျာကျေးဇူးပါ ကျေးဇူးတင်ပါတယ်ဗျာ ပြီးခဲ့သောမေကွန်များနဲ့ပတ်သက်၍မော်ဒေတာဆရာတော်မှသုံးသပ်ဖြေကြားကြများရှိပါသေးလားဗျာ ဒီကြောင့်သုံးသပ်ဖြေကြားကြမရှိပါဘူးဟိုတယောက်နဲ့တစ်ပါးကမဲခွဲဆုံးပြမလို့ဖြစ်နေတော့ခုနကဦးစင်းကမေးတာကဒီဘုရားကြီးတယ်လို့နတ်ရဆန္ဒလာပြီးမေးသွားအဲ့ဒီဟာကအရှင်ဘုရားတို့ကတက်ကတူပထမကြီးအောင်ပြီးတက်ကဓမ္မသရိယာရောက်နေပိဋကစာပဲလဲကောင်းကောင်းတတ်ထားပြီးပြီနော်ပြီးရပြီဆိုတော့ဘုရားတယ်လို့နတ်ရဆန္ဒဆိုကိစ္စထားပါဘုရားတယ်ချင်းညမ်းပြုတ်ကြလို့အုတ်ခဲမှန်လို့တည်တယ်ဆိုရင်တော့ဟုတ်ပါတယ်နော်အဲ့လိုမဟုတ်ရင်အဲ့ဒီကိစ္စမေးစရာမလိုဘူးဗျာနော်မေးစရာမလိုဘူးအဲ့တော့မေးစရာမေးခွန်းကလည်းမေးစရာဟုတ်တယ်မဟုတ်တာလဲစဉ်းစားကြအောင်ဗျာနော်မေးရပြီးတော့လည်းကြောက်မေးမိကြတယ်နော်ဒီမေးတိုင်းဟိုစဉ်းစားဖို့ပြောတာပါနော်မေးတော့မယ်ဆိုစဉ်းစားဖို့ပြောတာဒါပါပဲဗျာဒါပါပဲ မော်ဒေတာဆရာတော်ပြည့်ဆောင်ရွက်ပေးပါသော